ဒီအမျိုးအညီမနှစ်ယောက်ဟာတယောက်နဲ့တယောက်ကိုခန္ဓာချင်းဆက်နေကြတာပါဒါပေမဲ့ကန်ချမာကနှိပ်စက်ချင်းတော့သူတို့နှစ်ယောက်လုံးကယောက်ျားလေးတယောက်တည်းကိုပဲပြိုင်တူချစ်မိသွားကြပါတယ်အခက်ခဲကအဲ့ဒီယောက်ျားလေးကအမဖြစ်သူကိုပဲပြန်ချစ်နေတာပါသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားတာကိုမြင်ရတဲ့အခါညီမဖြစ်သူကမနာလိုစိတ်တွေတဖွာဖွာဖြစ်လာပါတယ်သူ့အမကသူ့အချစ်ကိုလူယူသွားတယ်လို့ပဲထင်နေခဲ့တာပါညီမဖြစ်သူရဲ့ထူးဆန်းတဲ့အမူအရာတွေကြောင့်အမဖြစ်သူကစိုးရိမ်လာပြီးသူတို့ရဲ့ကိုယ်ခန္ဓာကိုခွဲစိတ်ပြုပြီးတင်းချစီနေဖို့အမေဖြစ်သူကိုတောင်းဆိုပါတော့တယ်ဒါပေမဲ့ညီမဖြစ်သူကတော့ခွဲစိတ်ဖို့ကိုအပြတ်အသက်ညှင်းဆိုခဲ့ပါတယ်တနေ့မှာတော့အဲ့ဒီယောက်ျားလေးကအဝေးတနေရာကိုထွက်သွားဖို့ဖြစ်လာပါတယ်အမဖြစ်သူကနောက်ဆုံးအနေနဲ့နှုတ်ဆက်ခြင်းပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်လိုက်သွားလို့မရပဲကြံရစ်ခဲ့ရပါတယ်အမဖြစ်သူဟာသူကိုယ်တိုင်ဆွဲထားတဲ့ချစ်သူရဲ့ပုံလေးကိုကြည့်ပြီးလွမ်းနေတော့မှပဲညီမဖြစ်သူကဒေါသတကြီးနဲ့အဲ့ဒီပုံကိုအပိုင်းပိုင်းဆုပ်ဖျဲပြလိုက်ပါတယ်ဒီလိုယူဆက်တဲ့အပြုအမူတွေကိုအမဖြစ်သူဆက်ပြီးတီးခံနိုင်တော့ပါဘူးဒါကြောင့်အတင်းကျပ်ခွဲခွာမှုဆုံးဖြတ်လိုက်ချိန်မှာတော့စကားများရန်ဖြစ်ကြရင်ညီမဖြစ်သူကအမဖြစ်သူကိုလေပင်နစ်ပြီးတပ်ပစ်လိုက်ပါတော့ဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်သူတို့အမေဟာမတက်တာတဲ့အဆုံးခွဲစိတ်မှုကိုလုပ်ပေးခဲ့ရပါတယ်ညီမဖြစ်သူဟာအမဖြစ်သူနေရာမှာအစားထိုးဝင်ရောက်ပြီးအမရဲ့ချစ်သူနဲ့ပါလက်ထပ်လိုက်ပါတယ်အရာအားလုံးအဆင်ပြေလို့ထင်ရပေမဲ့ရုတ်တရက်ဆိုသလိုပဲသူမရဲ့ဘဝထဲမှာထူးဆန်းတဲ့ဖေးရဆိုးတွေတစ်ခုပြီးတစ်ခုစတင်လာပါတော့တယ်